ကျော်တဝင်းကိုဘယ်လိုဈေးဖြတ်မလဲတဲ့ဒါကကျွန်တော်အင်မတန်ကိုဖြည့်ခြင်းတဲ့အဖြစ်ဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီ local jansen mineral ရဲ့ founder ကိုတန်းစင်ပါဒီနေ့ကျွန်တော်ပြောပြတော့မယ့်အကြောင်းအရာလေးကကျော်တဝင်းကိုဘယ်လိုဈေးဖြတ်မလဲဒီကိစ္စကဘယ်ကနေဖြစ်လာတာလဲဆိုတော့ကျွန်တော်ကကြောက်ရည်တွေကိုဒီမိုးကုတ်ကြောက်ကုန်တဲ့အတွက်နီးနဲ့စနစ်တကျတွက်ပြထားတာပါတွက်ပြထားတဲ့ post လေးတင်ထားတယ်ပေါ့ဒါကကြောက်ရည်တွေကိုရာဂိုင်နှုန်းနဲ့တွက်တာပေါ့ပြီးရင်ကြောက်ကုန်တဲ့အခေါ်ပေါ်နဲ့ပြန်တိုက်ဆိုင်တာပေါ့ဥပမာခါးရည်ပေါ့ခါးရည်ဆိုတာကပန်းရည်က80ရာခိုင်နှုန်းဒါမှမဟုတ်60ရာခိုင်နှုန်း85ရာခိုင်နှုန်းအဲ့ဒီဝန်းကျင်မှာပါပြီး50ထက်မှာပါပြီးမှအနီရည်က20ရာခိုင်နှုန်း30ရာခိုင်နှုန်းအဲ့လိုရောထွေးနေတဲ့ကြောက်တပွင့်ကိုကြောက်ရည်တွေပါဝင်နေတဲ့ကြောက်တပွင့်ကိုကျွန်တော်ခါးရည်လို့တတ်မှတ်တာပါအဲ့လိုပေါ့ဒီလိုတတ်မှတ်တဲ့ကြောက်ရည်ကျွန်တော်စနစ်တကျကိုတင်ပေးပါတယ်ဒါကတော့ post လက်တင်ထားပါတယ်အ post မှာညီငယ်တယောက်ကမှန်းတယ်ကြောက်ရည်တတ်မှတ်တာတော့ဟုတ်ပြီကြောက်ကိုဘယ်လိုဈေးဖြတ်မလဲတဲ့ကျွန်တော်မှန်းတော့ကျွန်တော်ဒါကအရန်ဖြည့်ခြင်းနဲ့မိကုံးပါပဲကျေးဇူးတင်ပါတယ်မိတဲ့လူလေးကြောက်တပွင့်ကိုဘယ်လိုဈေးဖြတ်မလဲကြောက်တပွင့်ကိုဈေးဖြတ်နေရမှာကြောက်ရည်ကြောက်သားပေါ့ကြောက်ရဲ့အလေးချိန်အလုပ်တဘောဒါတွေကိုကြည့်ပြီးမှကျွန်တော်တို့ကဈေးဖြတ်ရတာပါဟုတ်ပါတယ်ကြောက်ရည်ကြောက်သားဆိုတာကြောက်ရည်ဆိုတာကျွန်တော်တင်ပြပြီးသားဖြစ်ပါတယ်ဟုတ်ပြီကြောက်သားကိုဖြစ်စေတဲ့ဒီမဟုတ်ဘူးဒီမှာတော့ကြောက်သားကိုအဓိကဖြစ်စေတာကinclusion တွေအထက်မှာပါဝင်တဲ့ inclusion တွေပေါ့ကော်တွေအမျိုးအစား၅မျိုးပေါ့ပြီးပြီဆိုရင်အောင်းဝင်နေကြောင်းလည်းပါတယ်အောင်းဝင်နေလည်းပါတယ်ပြီးပြီဆိုအပြစ်အနာပေါ့အပြစ်နာတွေကလည်းကျွန်တော်၅မျိုးကိုစနစ်တကျတင်ထားတယ်ဗျသူကိုကတော့ပြောလိုက်တာကြောက်သားလို့ပြောလိုက်တာကြောက်သားရဲ့အောက်မှာခေါင်းစဉ်က3-4ခုတော့ပြန်ခွဲထွက်သွားအဲ့တခုကြီးစံကိုစနစ်ကြတင်နေဗျအပြစ်ဆိုတော့အပြစ်နာဘယ်လိုမျိုးပေါ့ဘယ်လိုအပြစ်တွေကဘယ်လိုဖြစ်တယ်ဘယ်လိုကိုယ်တွေကဘယ်လိုဖြစ်စီတဲ့ကြောက်သားကိုဒါတွေကိုကျွန်တော်ကစနစ်ကြတင်တာဟုတ်ပြီဒါဆိုရင်ကြောက်ရည်ရဲ့ကြောက်သားရဲ့အလုပ်တော်ဆိုတာကကြောက်ရင်းကိုကြီးလိုက်တာ ਨੇ အခွက်တွေအကြိုက်တွေကိုကြီးရတယ်ပြီးဘယ်လိုတွေးယူကြမလဲဘယ်နဲ့ကလပ်တင်မလဲဆိုဒီလိုဒါကိုခက်မှန်းတာကအလုပ်တော်လို့ခေါ်ပါတယ်ဒါကိုကိုယ်စိတ်ထဲမှာခက်မှန်းနိုင်ကောင်းတာပေါ့ဘယ်နဲ့ကလပ်တော့တင်မယ်ကြောက်ရည်ရဒီလောက်ရမယ်ကြောက်သားကဘယ်လောက်ရမယ်ပြီး inclusion တွေပေါ့ဟုတ်ပြီကြောက်ရည်ကြောက်သားရယ်ပြီးရင်အလေးချိန်လို့တဘောနဲ့တွက်ချက်လိုက်ထွက်လာမယ်ဘယ်နဲ့ကလပ်တင်မယ်ဆိုတော့အလေးချိန်ကြောက်ရည်ကြောက်သားအလေးချိန်ကိုကြည့်ပြီးမှကျွန်တော်တို့ကြောက်ပင်ကိုဈေးဖြတ်တာဖြစ်ပါတယ်စိတ်ထဲမှာထားပြီးဈေးဖြတ်တော့ဒါကိုကြောက်ပညာလို့ခေါ်တယ်ကြောက်ပညာဟိုဘက်မှာကြောက်ပညာတက်ယုံနဲ့ကြောက်ပင်ကိုဈေးဖြတ်တဲ့အလုပ်ကတော့မအောင်မြင်သေးပါဘူးကိုယ်စိတ်ထဲမှာ9သိန်းဝယ်မဲလို့ဆုံးဖြတ်လိုက်တာဒါကကြောက်ပညာနဲ့ဆုံးဖြတ်ထားတဲ့ဈေးတစ်ခုပဲရှိပါတယ်တကယ်တမ်းပွဲစားကိုနှစ်ဖူးတွေ့တူတွေ့မိလိုက်မယ်ဒီကြောက်လေးဘယ်တော့ရောင်းမလဲဆို55သိန်းရောင်းမယ်လို့ပြောကိုကမှ90ကိုကမှ9သိန်းဝယ်မယ်လို့ဆုံးဖြတ်လိုက်ကြောက်55သိန်းပေးတယ်ဆိုတော့ကျွန်တော်ဆိုရင်တခါလေးစိတ်ကတူပြီးတော့ဒီလိုဈေးတွေအများကြီးတောင်းနေကြောက်ဆိုမဝယ်ဘူးကွာဆိုပြန်ပေးလိုက်တဲ့အချိန်ရှိအဲ့ဒါမကောင်းပါဘူးကြောက်ပညာကုန်တယ်ပညာမပြေဝတာပေါ့ကြောက်ပညာရောတတ်ပါလေနဲ့ကုန်တယ်ပညာမပြေဝတာပေါ့တကယ်တော့ပြန်မပေးရဘူးသူ့ဘာလူဘယ်လောက်ပဲတောင်းတော့ကိုမြင်တဲ့ဈေးကိုနဲ့သူရောင်းချင်တဲ့ဈေးကိုကျွန်တော်တို့ကအနိစ္စဆုံးတိရအောင်ပေါ့ရောင်းမှုကိုလည်းထွက်လာရအောင်ကျွန်တော်တို့ပညာသားပါစစ်ရမယ်ချိုတတာနဲ့ပညာသားပါစကားကိုစစ်ရမှာဖြစ်ပါတယ်အဲ့ဒါကကုန်တယ်ပညာပေါ့ပြီးပြီဆိုမှဈေးကွက်ကိုလည်းကျွန်တော်တို့ကရှင်ထိုးရမယ်ကိုဝယ်ချင်တာကိုပဲတတ်မှတ်ယုံနဲ့မရဘူးဒါကိုဘယ်လောက်ရောင်းရမယ်တငယ်ချင်းကဆရာကမိတ်ဆွေကငါကဘယ်လောက်ရောင်းမှုလဲဆိုတာတဲ့ဒါရှင်ထိုးရမှာဗျအဲ့ဒါကိုဈေးကွက်ပညာလို့ခေါ်တယ်နောက်တစ်ခုရှိသေးတယ်ကိုလာရောက်တဲ့ကြောက်ရှင်ကအခြေအနေပေါ့သူ့မှာရောင်းကျင်စိတ်တွေအရန်ဖြစ်နေလားမရောင်းကျင်ဘူးလားဒါကဲခက်ရတာပဲလေလူကဲခက်ပညာလည်းပေါင်းထည့်ရတာပါအဲ့ဒါကိုကြောက်စေးဖြတ်ခြင်းလို့ခေါ်ပါတယ်ကြောက်စေးဖြတ်တဲ့နေရာမှာကြောက်ကိုပညာနဲ့လည်းပညာရဲ့ကုန်တယ်ပညာရဲ့ကြောက်ပညာရဲ့ဈေးကွက်ပညာရဲ့ပေါင်းဆက်တဲ့အပြင်ကိုကြောက်တပွင့်ကိုဈေးဖြတ်တဲ့ကြောက်ပညာမှာတော့ကြောက်ရည်ကြောက်သားရဲ့ပြီးပြီဆိုရင်အလေးချိန်ရေပေါ့ဒါတွေကိုထည့်သွင်းအလုပ်တဘောကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်